မိုးရွာတယ်မိုးရွာတဲ့အခါမှာလေသမားတွေကလေထုံကြတယ်ဘာတွေစိုက်ပျိုးကြတယ်ပေါ့နော်ဒီလိုပဲပညာရှာတဲ့လူတွေရတယ်ချိန်ရှိတဲ့အချိန်မှာပညာလေးရှာကြတယ်စာရေးသင်ရတယ်ပညာလေးစီးပြီးရတယ်ပေါ့နော်ဒီလိုမိုးလေးတော့ရွာပြီးတော့မှဒီလိုမျိုးလေထုံတာပြီးတော့ငနေတော့ဘောက်တည်ရတာပေါ့နော်အရင်တော့ကျွန်တော်တို့ငနေတော့ဆိုရင်ဒီလိုမျိုးစက်ပစ္စည်းတွေကရှိတော့ရှိတာပေါ့နော်ဒီလိုမျိုးမပေါ်သေးဘူးနော်ဒါတော့အပြင်ဒီကျွဲတို့ငါတို့နဲ့အကုန်ပြီးတာကြည့်ရတယ်ဟုတ်ဒါဒီဖြစ်ဒီရဲ့မြေတွင်းတော့ဒါကျွန်တော်တရားတော့အဝေးကြီးကိုရောက်သွားတယ်ပေါ့နော်ဒီ